လူတယောက်ဖြစ်ပြီဆိုရင်မတုံးတဲ့ရှည်တဲ့လူမောင်မရှိတဲ့လူရှိလားဟုတ်တယ်မလားဒီမှာမတုံးတဲ့ရှည်တဲ့လူမောင်မရှိတဲ့လူရှိကြလားမရှိဘူးအဲ့လိုမျိုးရှိခဲ့တော့အဲ့လူကတကယ်တော့စိတ်မနှံ့တဲ့လူပဲစိတ်မနှံ့တဲ့လူဆိုတာဘာလဲဆိုရင်နော်မကောင်းတဲ့ဟာကောင်းတဲ့ဟာတွေကိုသူကခွက်ချက်တဲ့အတိညာမရှိတော့ဘူးဟုတ်တယ်မလားအဲ့တော့သူအခုတော့တုတ်သက်ရှိကြတယ်အောင်နေရှိကြတယ်ဒါပေမဲ့လူတိုက်ကလည်းလို့ပဲဒါပေမဲ့အခုလို့တုတ်သက်သလားအောင်နေသလားမဟုတ်ပြဘူးငါဖြစ်လို့လေအဲ့ဒါအချောက်ရှာရမှာလူတယောက်ဖြစ်ပြီးအချောက်ရှာရမှာကဲလူတိုက်ကတုတ်သက်ရှိကြတယ်အောင်နေရှိကြတယ်တို့တော့အခုလို့ကလည်းမတုတ်သက်ဘူးမအောင်နေဘူးနော်အချောက်ရှိတယ်အဲ့တော့တုတ်သက်ရှိလေနာဘတ်ဘာလို့တလဲဆိုရင်စီကရှိဖို့လို့လေနော်စာမာကိုအပိမာကိုတုတ်ရှိနာဘတ်စီကရှိဖို့လို့ဒီနာဘတ်ဒီကပါလေဘာလို့တလဲဆိုရင်ငါမှာတီယူစီရတယ်အများကြီးရှိသေးတယ်ဆိုတဲ့အဖေးရှိဖို့လို့ဒါမှမဟုတ်ချက်နော်နာမည်ချက်နာဘတ်တုတ်ချက်ကပါလေဆိုရင်ကိုရဲ့အချောက်ကိုရဲ့အဖြစ်ပြမှာကိုနားလေတတ်ဖို့လိုတယ်တချို့လူတွေကကိုရဲ့အချောက်ကိုရဲ့ဖြစ်ပြကိုမတိစိတ်ကတိပြီမဲ့လေအပေါ်ရမှာကိုမတိတယ်လို့ဟာဆော်တဲ့လူတွေအများကြီးပဲဟုတ်တယ်မလားကိုရဲ့အချောက်ကိုချက်ဘယ်သူမှမသိဘူးကိုမသိဘူးဟုတ်တယ်မလားဘုံဆရာလည်းမသိဘူးပါစတာလည်းမသိဘူးကိုယ့်ရဲ့ရှောက်သူများမသိတဲ့အချက်တွေအများကြီးရှိရနော်ဟုတ်တယ်မလားသူများပြောပြလို့မသိဟောတဲ့မကောင်းတဲ့နော်ဆက်ဆရာဖြစ်တဲ့ဟာကြီးအများကြီးပဲလူတွေမှာဆက်လူတွေမှာလှုပ်ဝဲချက်ကိုရှိကြတယ်ဆိုတော့အဲ့ဒါကိုပြောတာအဲ့ဒါကိုတီးရနဲ့ဟုတ်တယ်မလားကိုယ်မှာကိုယ့်ရဲ့အရှိတရားကိုတီးရနဲ့မပြုပြီးရှိတဲ့တနည်းအားဖြင့်ကိုယ့်ရဲ့အားနည်းချက်ကိုတီးရနဲ့မပြုပြီးရှိတဲ့လူတွေပဲနော်အဲ့တော့မတုံ့ပြန်နိုင်တဲ့အကြောင်းကြီးကနံပါတ်1ဆက်ကအများကြီးရှိတဲ့ဆက်မှာနံပါတ်1ဆက်ကစီကမရှိချက်နံပါတ်2ဆက်ကပါလေတီရှိစိတ်မရှိချက်ဟုတ်တယ်မလားနံပါတ်3ဆက်ကကိုရအားတဲ့ချက်ကိုမပြုတ်ပြရှိတဲ့လူတွေပေါ့နော်အဲ့ဒါမတုံ့တဲ့လူတွေရဲ့လက္ခဏာပဲဟုတ်တယ်မလားအဲ့တော့ကဘာချိုစာရေးဆရာအီဆိုဟိုတခါဆရာပြောပြီးပြီပေါ့နော်သူရဲ့ပူပြီးထဲမှာအဲ့ပူပြီးတစ်ခုဘာလဲဆိုရင်လေဟောတာဖားနေရောက်ရရှောက်တာဖားနေရောက်ကတနေ့တော့မြေတကောင်နဲ့ခရီးထွက်လာကြတယ်အဲ့ဒီမှာအဖေဖြစ်တဲ့သူကတားငယ်သေးဆိုပြီးတော့တားကိုမြေပေါ်တက်ခိုင်းပြီးတော့သူကမြေကိုရှေ့ရနေကျုံနဲ့ဆွဲလာပြီးတော့လာဇာတော်လာရောက်တော့ဇာလူတွေကပြောတယ်လဲဆိုရင်ဟာဒီလူတွေကအဖေဖြစ်တဲ့သူအသက်ရှိပြီအသက်ရှိတဲ့သူကိုမြေမစီခိုင်းပဲနဲ့ဟုတ်တယ်မဟုတ်လားလူငယ်ကိုမြေစီခိုင်းတယ်ဆိုပြီးတော့ဟောပြောချတာပေါ့ဟောပြောတဲ့အခါမှာသူတို့တာဖားနေအောင်လို့ဆုထက်တယ်ဆိုတော့အဲ့ဒါမားနေတယ်ဆိုပြီးတော့အဖေဖြစ်တဲ့သူကမိဖို့ပြတဲ့တော့တားဖြစ်တဲ့သူကမြေကိုရှေ့ရနေဆွဲတော့ခရီးဆက်တယ်ခရီးဆက်တဲ့ချိန်မှာတော့ရောက်ပြန်တော့အဲ့ဒီဘာပြောကြတယ်ဆိုဟာအဲ့ဒီအဖေကယူနေကြလားမသိဘူးသူရမှသူ့သားကိုမတနာပဲနဲ့သူရမှမြေပေါ်စီးပြီးတော့သားကိုလာလျှောက်ခိုင်းတာတကယ်ဆိုပြီးတော့ပြောပြတယ်ပြောလိုက်တဲ့ခါကျတော့ဒီလိုကပြစီလို့ဒါတော့ဟာတယ်ဆိုပြီးတော့ဖေတဲ့သူကမြေပေါ်နဲ့ဆင်းပြတယ်ဆင်းပြတဲ့ခါကျတော့သူတို့ပြစီထားတယ်တားကမြေပေါ်တက်လို့ရှိရင်အဲ့လိုပြောပြတယ်အဖေကမြေပေါ်တက်လို့ရှိရင်လည်းပြောပြတယ်ဆိုတော့သူတို့ဘာလို့တယ်ဆိုရင်တရားမှမြေပေါ်မစီတော့မဲနဲ့ရှင်နဲ့သူတို့ညောဆွဲလာမြေကိုဒီလိုက်ပဲဆွဲလာပြီးတော့လာတယ်တဲ့
အဲ့တော့သွားရောက်ပြန်တော့သူတို့သွားလူလည်းမပြောတယ်ဆိုရင်ဟာဒီလူတွေအာယူတွေပါလားမင်းတကောကြီးရှိတဲ့ဥစ္စာကိုတရားမှမစီးပဲနေကြလာနေကြတာပေါ့နော်ပြောပြတယ်အဲ့တော့ပုံပြရတဲ့လောက်ပဲပြောချင်တာပါလဲဆိုရင်နော်ပါဝချီပဲဖြစ်သူများကိုစိတ်ချိန်များအောင်အမြဲတမ်းကျိုးစားလို့ရှိရင်ဘယ်တော့မှအဖြေရမှာမဟုတ်ဘူးနော်သူများကိုယ့်ရဲ့ဘဝကိုယ့်ရဲ့ဘဝကနံပါတ်1ပဲနော်ကိုယ့်ရဲ့ဘဝအမှားကိုဖုတ်ဖြီးပြီးတော့သူများစိတ်ချိန်များအောင်မကျိုးစားချက်ပါနဲ့နော်မကျိုးစားချက်ပါဘယ်တော့မှစိတ်ချိန်များစိတ်နိုင်မှာမဟုတ်ဘူးအဲ့ဒါဒီကားစာပေးတယ်အဲ့ဒီအစပူပြီးနောက်တစ်ခုပါလဲဆိုရင်ကဘာဆိုတွေ့ခေါ်ပြီးရရှိဆိုကရတီဆိုကြားဖူးလားဆိုကရတီနော်ဆိုကရတီကမြန်မာနိုင်ငံမှာဆိုရင်ကဘာတော်မှာတင်ရတယ်ဆိုကရတီရှောက်ပါနော်အတွေ့ခေါ်ပြီးရရှိကဘာဆိုတော့ကဘာလို့တည်တယ်နော်သူကဘာပြောတယ်လဲဆိုရင်ကဘာလို့သူကပညာရှိကြီးဆိုတော့အထီးကြီးဆုံးပေါ့ပြောမယ်ဆိုရင်ပုဂ္ဂိုလ်တယောက်မပါတာပေါ့သူတော်မှဘာပြောတယ်လဲဆိုရင်ငါတိတာတစ်ခုပဲရှိတယ်အဲ့ဒါဘာလဲဆိုရင်ငါဘာမှမတိသေးဘူးဆိုရဲကိုတိတဲ့ဟာပဲဖြစ်တယ်တဲ့နော်ငါတိတာတစ်ခုပဲရှိတယ်တဲ့ငါဘာမှမတိသေးဘူးဆိုရဲဟာကိုတိရတာပဲဖြစ်တယ်ဆိုလိုတာကဘာလဲတုံးတဲ့ရှိတဲ့လူတွေအောင်ရှိတဲ့လူတွေကဒီမှာငါမှတီးစီရတယ်အများရှိသေးတယ်နော်ငါဘာမှမတိသေးဘူးဆိုတဲ့ခါယူချက်ရှိတဲ့လူတွေပဲလေ့လာရှင်းရှိတာနော်ဒီဟာတော့ငါတိပြီးဥမာပေါ့ဒီမှာစပီကလေးတင်တာတော့ပြောတဲ့ဟာတော့ငါတိပြီးဆရာကြီးစတိုင်နဲ့နေလို့ရှိပြတော့ငါပညာတတ်မှာမဟုတ်ဘူးပညာရှာရဲ့တဲ့နေရာမှာနော်တချို့လူတွေတွေဝယ်လို့နိုင်တယ်တချို့လူတွေတွေဖျက်နိုင်တယ်တချို့လူတွေတွေတပ်ပြဖြစ်နိုင်တယ်တချို့လူတွေတွေတော့အခုမှမိဖူးတဲ့အရာဖြေကောက်ဖြစ်နေတယ်ဟုတ်တယ်မဟုတ်လားအဲ့တော့ပြောရှင်တာပါလဲဆိုရင်ပညာရှာတဲ့နေရာမှာမြန်မာစကားလို့ရှိရပညာရှာပမာတရောစာပညာရှာတဲ့အခါမှာတရောစာပုံစံမျိုးနဲ့စိတ်ထားရမယ်တရောစာဆိုတာဘယ်သူဘယ်ဝါရုပ်စုဒီဖြစ်စေချောဒီဖြစ်စေဟာဒီဖြစ်စေပေးတဲ့လူတွေနဲ့အကုန်လုံးသူကယူတယ်ပညာရှာတဲ့နေရာမှာအဲ့လိုရှာရမယ်အဲဆိုပညာရှာပမာတရောစာဆိုပြီးတော့ရှိတယ်ဆယ်ရာစမီဟောင်းမှာဆိုရင်အဲ့ဒီကောက်စီတင်ရတယ်လေအဲ့ဒီစာချုပ်ပါတဲ့ပညာတိခါမရှက်ရဆိုတဲ့တင်ဟာစာမှာအဲ့ဒီစာချုပ်လေးပါတယ်နော်အဲ့တော့ကိုဆရာကြီးလိုပဲထင်နေမယ်ဆိုရင်ဘယ်တော့မှပညာတတ်မှာမဟုတ်ဘူးတုံးတဲ့မှာလည်းမဟုတ်အောင်မှာလည်းမဟုတ်ဘူးတီယူဖြစ်မှာလည်းမဟုတ်ဘူးနော်တီယူဖြစ်မှာလည်းမဟုတ်ဘူးအဲ့ဒါဆိုကိုဟာကိုဘာမှမတည်သေးဘူးငါလိမ့်လာရမယ့်လူမတိတဲ့ဟာမရှိသေးဘူးဆိုတဲ့အတွေးလေးတွေမရှိဖို့လို့အဲ့လိုလူတွေမှလိမ့်လာရှိတယ်အဲ့ဒီအတွေးမရှိဘူးဆိုလို့ရှိရင်ဘာမှလောကကြီးမှာလိမ့်ဆရာမလို့အကုန်လုံးကတိပြီးသားပဲဆရာကြီးပူစာပဲနေရတော့မှာအဲ့ဒါငါဘာသိဆက်ပြောနာမနဲ့ဆက်ကပါလဲဆိုရင်ဆောနာပြောစီကမရှိတဲ့လူတွေနော်စီကမရှိဘူးဆိုလို့စီကမရှိတဲ့လူတွေရဲ့လက္ခဏာတွေအများကြီးရှိတယ်။ဟိုခိုက်တယ်မလို့ဘူး။နောက်ဘာလို့မလို့ရဆိုမိတ်တယ်။တကယ်တော့လောကကြီးမှာမိတ်တယ်ဆိုတဲ့စကားမတူရဘူး။ဟုတ်တယ်မလား။မရှိသိဘူးပေါ့။အဲ့မှာဥပမာတခုပေါ့။အဲ့မှာပွဲစုတည်ရှိတယ်တဲ့။ပွဲစုတည်ရှိတော့ဟိုဘက်ကတယောက်ကဟိုဘက်မှာမိခလုရှိတယ်အဲ့ဒါကိုတွေ့ခိုင်းတာပေါ့တွေ့ခိုင်းတဲ့အချိန်မှာသူမတော်ချင်မှာအဲ့ကျွမ်းကျင်တဲ့ပညာရှင်သူကိုတေချာလေးပြောထားတယ်ဒီဟာကိုဒီဖက်အယောင်အဝါယောကိုဟိုဘက်အနီယောကိုဟိုဘက်ရမယ်ဆိုတေချာတည်မိထားတယ်ဟုတ်ပြီဆိုပြီးသူသွားတယ်သွားတော့ဟိုရောက်တဲ့ခါကျတော့အဲ့ဒါကိုမှားပြီးတော့အဝါရောင်ထုံးမဲ့နေရာမှာတခြားအနီရောင်ထွားထိုးတဲ့ခါကျတော့ဒီဖက်လူထောင်နေရှိသေးပါတယ်။ဘာဖြစ်လို့လဲဆိုမိသွားတယ်
အဲ့တော့လူတယောက်မိတ်ရှော့ရှေ့ရှော့လူပဲရောက်တည်တယ်ထောင်နဲ့စီတည်သွားတယ်နော်တကယ်တော့မိတ်တယ်ဆိုတာမိတ်တဲ့လူတွေကဘာနဲ့တူတယ်လဲဆိုရင်ဘယ်လိုလူမျိုးတွေလဲဆိုရင်ဘာနဲ့တူတယ်မဟုတ်ဘူးဘယ်လိုလူမျိုးတွေဆိုရင်ခိုင်ကြီးမဆိုင်တဲ့လူတွေဟုတ်တယ်မလားခိုင်ကြီးမဆိုင်တဲ့လူတွေပဲမိတ်ကြတယ်နော်အဲ့တော့ခိုင်ကြီးဆိုင်ဖို့လူတွေပဲအရာဆိုစာရှိတဲ့ချိန်မှာခိုင်ကြီးဆိုင်ဖို့လူတွေမိတ်တယ်ဆိုတာခိုင်ကြီးမဆိုင်တဲ့လူတွေကိုလူပြောတဲ့ဟာကိုမလေးစားတဲ့လူတွေတနည်းအားဖြင့်မယုံကြည်တဲ့လူတွေအဖက်မလုပ်တဲ့လူတွေပဲဟုတ်တယ်မလားအဲ့တော့ခိုင်ကြီးဆိုင်ဖို့လူတွေတတိရှိဖို့လူတွေနဲ့နော်အဲ့တော့စီကအခုစာကြောက်တဲ့ချိန်မှာလည်းစီကရှိဖို့လူတွေဒီဘယ်နေရာမှာကြောက်တဲ့ချိန်မှာလည်းဖြစ်အိမ်မှာပဲဖြစ်ဘယ်နေရာမှာဖြစ်စီကရှိဖို့လူတွေဟုတ်တယ်မလားအဲ့စီကရှိမရှိတဲ့လူတွေမတုံ့တဲ့ဘူးဆိုတော့ကိုကကိုတီရှိစိတ်မရှိတဲ့အမေကကိုကတပ်ပြီးပြီဆိုတဲ့ငါရပြတဲ့ပုံစံမျိုးနဲ့နေတဲ့လူမရဘူးမတုံ့တဲ့ဘူးမအောင်ဘူးနော်အဲ့ဒါလေးပြောချင်တယ်နောက်ဆုံးအနေနဲ့မတုံ့တဲ့လူကပါလဲဆိုရင်အစောကကိုရအားနဲ့ဆက်ကိုမပြီးရဲ့လူတွေပေါ့ဟာဆောက်တဲ့လူတွေပေါ့ကွာဟုတ်တယ်မလားကိုအားနဲ့ဆက်တည်ရဲ့ပြီးတော့ကိုအဖြစ်ဖြန့်မှာကိုလက်မခါပဲနဲ့စိတ်ကူးရင်လည်းဟုတ်တယ်မလားစိတ်ကူးရင်လည်းသူတပါချိန်နောက်ပဲနဲ့ဥမာပေါ့ကိုမှာအဝတ်စားမရှိဘူးဒါပေမဲ့ဟာပါရှိတော့ဟိုလူဟိုဘောအမေမှာကောက်ဆိုတော့သူများစီမှာအလားကိုပြည့်စည်နေငါတယ်အဝတ်စားနေငါပြီးတော့အမေကလူရှိမှာတော့ဟုတ်တယ်မလားဟာပါဟာအပေါ်ရရှိကောမလေးမိုက်တယ်ကွာဘာညာပေါ့ဒါပေမဲ့သူ့ရဲ့အဖြစ်မှာကိုအဖြစ်မှာကအဲ့လိုမဟုတ်ဘူးအဲ့လိုမျိုးဟာဆောင်နေတဲ့ဘဝကပြည်လဲပြည်မလို့ဘယ်တော့မှမအောင်ဘူးနောက်ကြတော့အရှုပ်ပေါ်မယ်အရှက်ပွဲမယ်ဘဝပြည့်မယ်ဒါလည်းရှိအဲ့တော့ကိုယ့်ရဲ့လက်ရှိဘဝအခြေအနေပေါ့နော်သိရမယ်လဲခါရမယ်ပြီးရင်ပြုပြစရာတွေပြုပြရမယ်သိတော့သိတယ်မပြုပြဘူးဆိုရင်မဖြစ်ပြဘူးမတုတ်တဲ့နော်အဲ့တော့အတိတ်တစ်ခုကဘောကဘာအတွေ့ခေါ်ပညာရှိပလေတူကဘာပြောတယ်လဲဆိုရင်အတိနဲ့ပါတဲ့ဟာပေါ့အတိတစ်ခုကတဲ့ငါ့ကိုထောင်တော့မှမစေတယ်အကူလုံးမသိဘူးနဲ့ဘာတော့သိတဲ့လူဆိုရင်မာနရှိတယ်လားမမင်းနဲ့ဆရာကြီးပဲနေရာတကာဟုတ်တယ်မလားမာနရှိပြီးတော့ဘာလို့ပြောမလဲအဲ့လိုမျိုးလူတွေကတကယ်တော့တကယ်ပညာရှိတွေမဟုတ်ဘူးအတိတခုရတဲ့လူတွေနော်ပလေသူပြောတာအတိတခုငါထောင်ကမောင်းပါစေတယ်အတိတခုရတဲ့အခါငါကိုလိမ္မာကြီးစီတယ်ဒါပေမဲ့ငါဆိုရတော့လည်းစီတည်ရပါဘူးဟုတ်လားနည်းနည်းသူကတော့ပညာတတ်တယ်အပြောဆိုရဲကြီးလိုက်တာတကယ်သူများမထိခိုက်အောင်ပေါ့ပြောတာစကြတယ်ဆိုပြီးအစိမ့်တော့အတိများစွာရတဲ့အခါငါဆိုတာမရှိတော့ဘူးနော်အတိတစ်ခုကငါ့ကိုထော်လွှမ်းမောင်းပါစေရဲ့အတိတစ်ခုကငါ့ကိုဒီမှာကြည့်စီရဲ့အတိများစွာရတဲ့အခါမှာငါမရှိတော့ဘူးငါဆိုတဲ့ဟာမရှိတော့ဘူးနော်အားလျှောက်ဇွာတိုင်းမှာဥမာဘောကိုမိဒေတာဇာတိုင်းမှာအဖွဲ့အစည်းတိုင်းမှာဒီဘာသာရေးအဖွဲ့အစည်းပဲဖြစ်ဖြစ်ဒီအပြေလူဘောအဖွဲ့အစည်းပဲဖြစ်အမေရာပြဿနာစားတဲ့လူရှိတယ်အဖွဲ့အစည်းတိုင်းမှာဟုတ်တယ်မလားအဖွဲ့အစည်းကဒီလိုလုပ်မယ်ဆိုလို့ရှိရင်စစီဖက်နော်အဲ့လိုမျိုးလူတွေဇွာကိုးဇွာမှာရှိလို့ရှိရင်အစီဝတ်ထိုင်လို့ရှိရင်ပြဿနာတွေကြီးပဲနော်အဲ့လူတွေကလေလုံးဝယူနေတဲ့လူတွေမဟုတ်ဘူးနော်နည်းနည်းပါတိတဲ့လူတွေဟုတ်တယ်မလားဟိုချောဆိုလို့ရှိရင်နည်းနည်းပါတိပြရတယ်ဒါပေမဲ့အခုလို့မတိပြဘူးဒီချောပြောလို့ရှိရင်ဆွေးနွေးပြရတယ်ဟိုချောပညာရေးဆွေးနွေးပွဲလို့တော့ထားဆွေးနွေးတယ်အခုလို့မတိပြအဲ့လိုလူတွေပဲဇွာမှာကောအဖွဲ့အစည်းမှာကောဒုက္ခပိတ်တယ်နော်အဲ့လိုလူတွေကဘယ်လိုမျိုးဆိုအတိတ်ခုရှိတဲ့လူတွေနော်အဲ့တော့ကိုယ်အနေနဲ့အဲ့လိုနေရာမှာမပါဘူးလို့လေ
ပါဘူးဖို့လို့လေကိုရရအတွက်ကိုတဲ့တာအတွက်ကိုလိုမျိုးအတွက်မဲလာအကျိုးရှိမဲ့သူဖြစ်ဖို့ကြိုးစားရတယ်ပေတော့တော့ပြောလို့ကြိုးစားတယ်ဆိုတာဗာလဲဆိုရင်လှုပ်ရှိသည်ဖြစ်စေမလှုပ်ရှိသည်ဖြစ်စေစေဝူစားသည်ဖြစ်စေမစေဝူစားသည်ဖြစ်စေဆောင်ရွက်တာကိုကြိုးစားတယ်လို့ခေါ်တယ်ကြိုးစားတယ်ဆိုတော့ဒီကနေလို့ဖြစ်ဘူးစိတ်ကူးရဲ့ပြီးတော့စိတ်ကူးရင်မှာတော့ဟုတ်တယ်မလားအကုန်လုံးဟောမိသမီးလည်းဖြစ်ပြီဟုတ်တယ်မလားတမလားလည်းဖြစ်ပြီဟုတ်တယ်မလားလေရင်လည်းဖြစ်ပြီအရှင်ကြီးလည်းဖြစ်ပြီပေါ့ဗျာဟုတ်တယ်မလားဆရာလည်းဖြစ်ပြီဒါရင်လည်းစိတ်ကူးရင်တစ်ခုတည်းနဲ့မရဘူးလူလည်းပိတ်ဆက်ဖို့လိုတယ်ဟုတ်တယ်မလားလူလည်းပိတ်ဆက်ဖို့လိုတယ်ကျုပ်ဆက်ဖို့လည်းလိုတယ်ကိုဖြစ်ရှင်တဲ့ပန်းလာရောက်ဖို့ဆိုတော့အဲ့မတုံးတဲ့မအောင်နေတဲ့လူတွေမှာရီမချက်ပတ်တယ်မရှိရဲ့လူတွေပါတယ်ဘာမှရီမချက်ပတ်တယ်မရှိရဲ့လူကတော့ဘာပဲတည်တည်နော်ဘာမှရမှာမဟုတ်ဘူးဝယ်မာကြီးရှိမှတော်များတို့ကြီးကိုပြည့်စားတယ်လို့ပါပဲတော့ဘယ်တာဖို့ရှိဝယ်မာကြီးတော်များဘလို့တာဖို့ရှိမှမသိဘူးလေအဲ့လိုပဲနော်ရောရီမချက်ပတ်တယ်ရှိရမယ်ရီမချက်ပတ်တယ်ကိုစိတ်ကူးကြီးတစ်ခုတည်းနဲ့ပဲရောက်လို့မရဘူးပိတ်ချရတယ်အစီတိုက်တာတစ်ခုလို့ပဲဟုတ်တယ်မလားခြေတိုက်တာတစ်ခုလို့တချို့ကဒီနေ့တည်တယ်ဒီနေ့ရရှိတယ်ဟုတ်တယ်မလားဖုန်းနဲ့တည်နေတည်နေဟွာလေးတည်နေတီဗီတာနဲ့မရောက်ဆိုလို့အဲ့ဒါမကောင်းဘူးဆိုပြီးတော့ပြောတတ်တဲ့လူရှိတယ်အဲ့လိုမျိုးလူတွေကဘယ်လိုမျိုးတွေလဲဟွာမကြိုးစားရှိတဲ့လူတွေမပိတ်စားရှိတဲ့လူတွေအချောက်ကူသမားတွေနော်အဲ့တော့တင်မိဆိုလို့ရှိရင်လိမ့်လာရတယ်အချောက်ကူသမားတွေကတော့အခုဒီခုရဒီနေ့ရေတီးတီးတူးပြီးတော့ရေချီဒီနေ့တောက်ရှင်တယ်ဒီနေ့မျိုးစိတ်သွားရှင်တော့ဒီနေ့အရက်စားရှင်တယ်အဲ့လိုလူတွေပဲနော်အဲ့လိုလူတွေရတယ်မကောင်းအကုန်တော့မကောင်းတဲ့ဟာပဲနေမှာအဲ့စားမကောင်းဘူးအဲ့တင်နာမကောင်းဘူးဟာမကောင်းဘူးတရားမကောင်းအဲ့လူတွေရပါတူလေဆိုရင်မပိတ်စားရှင်တဲ့လူတွေအချောက်ကူသမားတွေအဲ့လိုမျိုးတွေမပါဘူးနော်မပါဘူးလို့လေဆိုတော့ဒီနေ့ဆယ်ရီလို့ဖြစ်တာပေါ့နော်ဆယ်ရီလို့ဖြစ်တယ်အများအားဆူစားဖို့လို့လေအဲ့တော့စီကာရှိဖို့လို့အိမ်ပါပေါ့နော်ဒီမှာဆရာတို့လုံထားတဲ့စီကာလေးလိုက်နာဖို့လို့လေဒီမှာကြောက်မတဲတဲ့ချိန်မှာလည်းဆရာအများအားစာချိခိုက်တော့မဟုတ်ပါဘူးဟုတ်လို့မလားအေးတဲ့ရှိတယ်ပြီးဆရာလည်းကြောက်တော့ဘွားပြီးတဲလာတယ်ပြီးအဆောင်မှာလည်းဆရာလို့ဖူးတယ်အဆောင်ဖူးနေပြီးတော့တဲ့သူဆရာဘွားမှာလည်းအဲ့တဲ့သူကြောက်သူတွေကိုအဆောင်လို့လို့ဖူးတယ်ပြီးတော့ချက်ချင်းရဲ့လူတွေဟုတ်လို့မလားအဲ့လိုမျိုးအရေးဒီဘလို့သေးရအခုလို့ကြည့်ရဒီများဆက်မကြည့်ရတော့မှကိုဟိုဘောဒိလာဖြစ်တာပေါ့ဟုတ်တယ်မလားအဲ့တော့အမြဲတမ်းစာကြည့်ခဲ့မှာမဟုတ်ဘူးနားဖို့စီလည်းပြည့်တယ်လေအဲ့တော့စာကြည့်တဲ့စီတော့စကားမပြောဘူးဟုတ်တယ်မလားဘယ်စီနာမလဲဆိုတော့နိုင်လေခဏမရှိနေနော်ဆရာဒီလိုမျိုးလုပ်ပေးတာဆရာကိုကြောက်ဖို့မဟုတ်ဘူးနော်ကိုတူတဲ့ဖို့လုပ်ပေးတယ်ဆိုတဲ့ခါချက်ထားဖို့နော်ဒါတော့စာကြည့်ကြည့်မယ်ပြီးရင်ဒီသမားတွေလည်းလုပ်မယ်အခုဆဆတီးလို့ဒီမှာကျဆာဖားမယ်ဒါပါတီးလေးလုပ်မယ်စာလေးလုပ်လို့လုပ်နေတယ်နော်လုပ်မယ်စူးစမ်းရမယ်ဒီတပတ်သူများအဆောက်တက်တာရမယ်စားရအရေးကြီးတယ်သူများအဆောက်တက်တာရမယ်နော်အဲ့ဒါလေးလုပ်ချင်တယ်ရောနောက်ဆုံးအနေနဲ့ကျဆာတဘုံနဲ့ဟိုပေးလို့ရသုံးကြချက်အခါချီတို့သုံးကြချက်အခါချီတို့အပိုင်းနဲ့ခုနှစ်မှာကိုရီကိုဖမ်းမယ်ငါဒီပညာရှိဟုကိုယ်ကိုမထင်နဲ့ထာဝရဘုရားကိုကြောက်ရွံ့ပြီးလူစီရဲ့ကိုဆောင်လို့သုံးပြုစေတီအကျော်တို့ဒီအာတာ၍အယုတ်တို့ဒီစီရှင်နှင့်ပြည့်စုံကြလိမ့်မည်နောက်တစ်ခေါက်ပြဖတ်မယ်နော်တုတ်တာချက်ခါချီတို့ခါရဲ့ခုနှစ်နဲ့ရှိပေါ့ငါဒီပညာရှိဟုကိုယ်ကိုမထင်နဲ့ကိုယ်ကိုမထင်နဲ့ထာဝရဘုရားကိုကြောက်ရွံ့ပြီးလူစီရဲ့ကိုဆောင်လို့သုံးပြုပြီးတီအကျော်တို့ဒီအာတာ၍အယုတ်တို့ဒီခြေစင်နှင့်ပြည့်စုံကြလိမ့်မည်ဆိုတော့ဒီမှာကြားစာလေးရေးထားတယ်ကို